စနေနဲ့ဗုဒ္ဓဟူးရှေးလူကြီးတွေရဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်ဥတာစိန်ပန်းဒန်းလာကိုရှားတဲ့အဲ့ဒီထဲကောင်းမှာဒန်းလာလို့ခေါ်တဲ့စနေသားဘီနဲ့ဗုဒ္ဓဟူးသားသမီးသားခူးစာစုံဟဲ့ရင်ယူရင်တောင်ထမင်းမငတ်ဖူးတယ်ဗျာသူတို့နှစ်ဦးပေါင်းဖက်ရင်ဘာတွေဖြစ်လာနိုင်တယ်လဲနေနံတဘောရတွက်ချက်ဟောပြောပြတော့ပါမယ်ပထမဆုံးစနေသားသမီးငကားတွေအကြောင်းပြောရရင်သူတို့ကအညိုးအတေးကြီးတယ်စိတ်ကြီးတယ်ဒါပေမဲ့ငွေရပါဖုံးကန်ကြီးမားသူတွေဖြစ်ပါတယ်သူတို့ကိုလာထိရင်တော့ပြန်ကြိုက်တတ်တဲ့သဘာဝရှိပါတယ်ဗုဒ္ဓဟူးသားသမီးစင်တွေကကြတော့လီမာပညာတဲ့စကားပြောကောင်းတယ်ဘသူကမှစွဲဆောင်စည်းရုံးနိုင်တဲ့ဉာဏ်ပညာရှင်တွေဖြစ်ပါတယ်ဒီနှစ်ယောက်ပေါင်းဖက်လိုက်တဲ့အခါငကားရဲ့ထက်မြက်မှုနဲ့စင်ရဲ့ဆက်ဆံရေးပေါင်းဆက်သွားပါတယ်ငကားကအခွင့်အရေးကိုရှာဖွေမယ်စင်ကရလာတဲ့အရာကိုစနစ်တကျစီမံခန့်ခွဲမယ်ဒါကြောင့်ဒီအတွဲအိမ်တောင်ကြရင်ဘလောက်ပဲအတုံးအဖြုံးကြီးပါစေပတ်စံကရေလိုဝင်နေမှာပါပဲသူတစ်ပါးစီကအကူအညီကောင်းတွေလည်းအမြဲရတတ်ပါပဲတကယ်ကိုတထေးလောင်ဖူးစာပါပဲဒါပေမဲ့ဒီအတွဲမှာအထူးတတိထားမှာကတော့ဒေါသနှင့်နှုတ်ပါပဲစနေနဂါးကဒေါသထွက်ရင်အရန်ကြမ်းတမ်းတယ်လို့ဗုဒ္ဓဟူးစင်ကလည်းစကားနိုင်လို့တတ်ပါတယ်နဂါးကမိဘူးစင်ကစကားနာထိုးရင်တော့အိမ်မှာပကနေပြန်ဝဲကုန်ပါလိမ့်မယ်နဂါးကဒေါသလျှော့ပြီးစင်ကပါးလေးလျှော့မယ်ဆိုရင်တော့ခမားတို့ကိုရှင်နိုင်တဲ့သူလောကမှာမရှိတော့ပါဘူးကဲတင်းရဲ့စနေနဂါးတော့မခုဗုဒ္ဓဟူးစင်ချစ်သူကိုမန်းရှင်းခေါ်ပြီးဂုံပြုတ်လိုက်ကြရအောင်ဗျာဒီလိုနေနံအချစ်ဟိုးစားတန်းကြီးတင်းရင်တန်းတရအောင်ကျွန်တော်အကောင့်လေးကိုဖော်လို့